sharing လုပ်ပေးသွားမယ့်အချက်လေးတွေဒီကို the best learner ဖြစ်ဖို့သိရမယ့်အရန်ကိုမှအရေးကြီးတဲ့အချက်ကလေးဖြစ်ပါတယ် so you know ဒါဆိုကျွန်တော်ထားကြမယ်ပေါ့နော် the best learner ဖြစ်ဖို့ဘာတွေလိုအပ်လဲ okay ပထမဆုံးအနေနဲ့ကိုက the best learner ဖြစ်ချင်တယ်ဆိုရင် language ကိုဘာလို့လေ့လာရတာလဲသိဖို့အရန်အရေးကြီးပါတယ်ရှိတယ်လေကျွန်တော်ဘဝင်ချင်ပါငါတငယ်ချင်းကဂျပန်စာလေ့လာနေတယ်ငါလည်းနောက်မကြောက်လေ့လာမှာပဲသူကတော့ကိုရီးယားစာလေ့လာနေတယ်ငါလည်းလေ့လာမှာပဲဆိုတော့သူများလုပ်တိုင်းလိုက်လုပ်လို့မရဘူးကို့မှာ goals ရှိဖို့လိုတယ်ငါဘာလို့ language ကိုလေ့လာမှာလဲငါဘာလို့အဲ့ဒီ Japanese ကိုလေ့လာမှာလဲငါဘာလို့အဲ့ဒီ English ကိုလေ့လာမှာလဲကို့မှာ goals ရှိဖို့လိုတယ်သူများလေ့လာတိုင်းလိုက်လေ့လာရင်ဆိုတော့တို့ဘာမှဖြစ်မှာမဟုတ်ဘူးအချိန်ကုန်သွားမယ်ငွေကုန်သွားမယ်ဒါပဲရှိမယ်ဆိုတော့ကိုယ့်ရဲ့ goals ရှိဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ခြေတို့ဘာသိရမလဲအဲ့ဒီ language ကိုလေ့လာလိုက်ရင်ကိုကဘယ်လို benefits တွေရမှာလဲဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲဆိုတော့ဒါကိုသိဖို့လိုတယ်နောက်ဆုံးတစ်ခုကတော့လေအရင်အရေးကြီးတယ်ဘယ် language ပဲဖြစ်ဖြစ်ခြေတို့လေ့လာနေတဲ့အချိန်မှာလူတိုင်းက perfect ဖြစ်နေတဲ့လူမဟုတ်ဘူးလေ right အကုန်လုံးကအစကနေစရတဲ့လူဆိုတော့ခြေတို့ဒီ challenges ဆိုတဲ့အခက်အခဲတွေကြုံရပါတယ်ဆိုတော့အဲ့လို challenges တွေကြုံလာရင်ရောငါတော့ပါပြီလေဆက်မလုပ်တော့ပါဘူးတင်မလိုက်တာဘာတွေမှလည်းမသိဘူးဆိုပြီးလက်လျှော့လိုက်ပါလားဒါဆိုရင်တော့ကိုချထားတဲ့ goals ကြီးကဘယ်ရောက်သွားမလဲလုံးဝဒီလိုမျိုးဖြစ်လို့မဖြစ်ဘူးဆိုတော့ကျွန်တော်အဲ့ဒီ challenge တွေကိုကြုံလာရင်ဘယ်လိုမျိုး overcome လုပ်မလဲဆိုတဲ့အချက်ကလေးတွေကိုသိမယ်ဆိုရင်သိပြီးတော့ကိုကလိုက်ပြီး apply လုပ်မယ်အသုံးချမယ်ဆိုရင် I'm sure you are the best learner